မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ထိုင်းမှာမြန်မာတွေဘာလို့စက်တိုက်ဖန်ဆီးခံနေရလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီလောက်လေးသုံးသပ်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအပန်းမကြည့်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးထားကြပါအောင်ခင်ဗျာအရင်ဆုံး disclaimer အနေနဲ့ယခုပြောပြမယ့်အကြောင်းအရာလေးကမိမိတူတယောက်ရဲ့အတွေးမြင်နေပဲဖြစ်ပြီးတော့မှမိသူတူတယောက်အဖွဲ့အစည်းတစုံတရာပေါ်မှာထိခိုက်စော်ကားလို့ခြင်းအလင်းမရှိဘူးဆိုတဲ့အကြောင်းလေးအရင်ဆုံးပြောပြချင်ပါတယ်ခင်ဗျာထိုင်းမှာမြန်မာတွေဘာလို့စက်တိုက်ဖန်ဆီးခံနေရလဲဆိုတဲ့အကြောင်းအရာလေးနဲ့ဆက်ပြီးတော့ပြောမှာတော့ထိုင်းမှာစားတဲ့လူဖမ်းပွဲတွေရဲ့စီးမြစ်လေးကိုလည်းပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီအပိုင်းမှာထိုင်းမှာလူဖမ်းပွဲတွေစက်တိုက်ဖြစ်ခဲ့တာကိုအားလုံးလည်းသတိထားမိကြပြီးဖြစ်မှာပါလူဖမ်းပွဲနှစ်ပတ်ကျော်တွင်မှာမြန်မာနိုင်ငံသား9000နီးပါးဖမ်းဆီးခံခဲ့ရတယ်ဆိုပြီးတော့လည်းသတင်းတွေထုတ်ပြန်ချက်တွေရသိခဲ့ရတာလည်းဖြစ်ပါတယ်တကယ်တော့ထိုင်းမှာမြန်မာတွေဖမ်းဆီးခံရတယ်ဆိုတာထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူးခေတ်ဆက်ဆက်ရှိခဲ့တဲ့ကိစ္စလည်းဖြစ်ပါတယ်လက်တလုံးမှာလည်းထိုင်းမျိုးရှစ်ကောင်းဆောင်တွေကနေဥဆောင်ပြီးတော့မှတရားမဝင်မြန်မာတွေကိုဒီဇိုင်းမမှန်ပြစ်မှတ်ထားဖမ်းဆီးလာတာတွေလည်းတွေ့ရမှာဖြစ်ပါတယ်ဒါတွေကလူမျိုးရေးကိုအခြေခံတယ်လို့ဆိုပြီးမှလည်းအနှစ်ပြန်လျှော်ရင်တော့တရားမဝင်နေထိုင်ရောင်းဝယ်လုပ်ကိုင်နေကြတာတွေကြောင့်လည်းဖြစ်ရတာပါဒီဆောင်ပါမှာတော့လက်တွေ့ကြတဲ့အချက်လက်တွေကိုပဲပြောပြမှာမလို့စိတ်ခံစားချက်ပါတဲ့တိုင်းပြည်လူမျိုးရေးကိစ္စတွေကိုတော့ကြော်ခဲ့မှာဖြစ်ပါတယ်။ဘာလို့ဖမ်းခံနေရတာလဲဆိုတာလေးတွေကိုကျွန်တော်လေ့လာသိရှိတဲ့လောက်လေးသုံးသပ်ပြောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဒီလူဖမ်းပွဲတွေရဲ့ပထမဆုံးစင်းမြင့်ကတော့မဲဟောင်ဆောင်မှာရှိတဲ့ပိုင်ဆိုတဲ့မြို့လေးကနေစခဲ့တယ်လို့ပြောမယ်ဆိုရင်လည်းမမှားပါဘူး။ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကရဲချုပ်ကဥပဒေနဲ့အညီမနေထိုင်တဲ့နိုင်ငံသားတွေနဲ့ဒေသခံတွေကိုနှောက်ယှက်ဖြစ်စေတဲ့နိုင်ငံသားတွေကိုနှိမ်နင်းမှုအမိန့်ပေးခဲ့တဲ့အကြောင်းကိုသတင်းတွေမှာဖော်ပြခဲ့တာလည်းတွေ့ရမှာဖြစ်ပါတယ်ဒီသတင်းတွေရဲ့အစားတော့မဲဟောင်ဆောင်မှာရှိတဲ့ပိုင်ဆိုတဲ့မြို့လေးမှာနေထိုင်ကြတဲ့အစ္စရေးလူမျိုးတွေကချက်ပတ်လို့ခေါ်တဲ့စုဝေးတဲ့နေရာတစ်ခုကိုတိစောက်တာနဲ့ပတ်သက်ပြီးညှင်းပွားပွဲတွေဖြစ်ခဲ့တာပါအွန်လိုင်းနေပေါ်မှာအစ္စရေးလူမျိုး3000လောက်ကနေမီတိတိစောက်မယ်ဆိုပြီးတော့မှလှုပ်ဆောင်လာကြတဲ့ဆိုပြီးတော့ဟိုးလေးတကြိုဖြစ်ခဲ့တာပါတကယ်တော့ဒီချက်ပတ်ဆိုတာကအစ္စရေးလူမျိုးတွေရဲ့ဝိပုကျောင်းဆောင်တစ်ခုဖြစ်ပြီးတော့မှ community center တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ပြီးရင်အဲ့ဒီစုဝေးနေရာကနေပြီးတော့မှညဘက်ပါတီတွေကျဲလောင်စွာကျင်းပကြတယ်ဆိုပြီးတော့တိုင်ကြားချက်တွေကိုရဲတပ်ဖွဲ့တွေကနေပြီးတော့ရရှိခဲ့ကြသေးတယ်လို့လည်းဆိုပါတယ်နောက်တစ်ခုကတော့အစ္စရေးလူမျိုးတွေကသူတို့ရဲ့ပိုင်နက်တွေအတွင်းကိုထိုင်းလူမျိုးတွေမလာရဆိုတဲ့စံမိုးတွေရှေ့ဆွဲထားတယ်ဆိုပြီးတော့လည်း online နေပေါ်မှာအရန်ပါရဖြစ်ခဲ့တာပါဒါပေမဲ့ထိုင်းဆိုရကတော့ပိုင်မှာအစ္စရေးလူမျိုး3000ကျော်သားချီချောင်းနဲ့ချက်ပတ်ဆိုတာအစ္စရေးလူမျိုးတွေရဲ့ဝိပုကျောင်းဆောင်တစ်ခုဖြစ်ပြီးတော့ထိုင်းလူမျိုးတွေမဝင်ရဆိုတာတွေကလည်းကောလာဟလာတွေဖြစ်တယ်ဆိုပြီးတော့မှထုတ်ပြန်ကြေညာခဲ့တာပါထင်းထင်းရှားရှားပြဿနာတစ်ခုကတော့မဲဟောင်ဆောင်ကပိုင်စည်းုံကြီးမှာတက်ရောက်နေတဲ့အစ္စရေးလူမျိုးတို့ကိုလူနာလာမေးတဲ့အစ္စရေးလူမျိုး၄ဦးကစီးုံကြီးတဲ့အတင်းဝင်ရောက်ပြီးတော့မှစီးုံကြီးရဲ့ရေးပေါ်ကန်ကိုဖျက်ဆီးခဲ့တဲ့အကြောင်းအရာကအရန်ထင်ရှားခဲ့တာပါဒီ၄ဦးကိုတော့ဒဏ်ကြေးငွေဆောင်ခိုင်းပြီးတော့လည်းရသက်ပိုင်ပြည်ုံငွေပေးလိုက်တယ်လို့လည်းသိရပါတယ်ဒီဖြစ်စဉ်တွေကနေစပြီးတော့ထိုင်းနိုင်ငံတော်မှာနိုင်ငံသားတွေကြောင့်အနောက်ချက်ဖြစ်ရတဲ့အကြောင်းရဲတပ်ဖွဲ့တွေထံကိုတိုင်ကြားချက်တွေများစွာရောက်ရှိလာကြတယ်လို့သိရပါတယ်ဒီအခါမှာတော့ထိုင်းရဲချုပ်ကနေပြီးတော့မှထိုင်းနိုင်ငံတော်ဥပဒေနဲ့ညီမနေထိုင်တဲ့နိုင်ငံသားတွေနဲ့ဒေသခံတွေကိုအနောက်ချက်ဖြစ်စေတဲ့နိုင်ငံသားတွေကိုနှိမ်နင်းမှုအမိန့်ပေးခဲ့ပြီးတော့မှစီမံချက်နဲ့ဖမ်းဆီးခဲ့တာဖြစ်ပြီးနှစ်ပတ်အတွင်းမြန်မာနိုင်ငံသား9000ဝန်းကျင်ခန့်ကိုဖမ်းဆီးခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်တွေရသိခဲ့ရတာဖြစ်ပါတယ်ဒီစီမံချက်ကနေပြီးတော့ဖမ်းဆီးခံခဲ့ရတာမြန်မာနိုင်ငံသားတွေကြီးပဲတော့လည်းမဟုတ်ပါဘူးတခြားနိုင်ငံသားတွေလည်း9000ကျော်လောက်ဖမ်းဆီးခံခဲ့ရတယ်လို့လည်းသိရတာဖြစ်ပါတယ်တကယ်တော့ပြီးခဲ့တဲ့လကနေပြီးတော့မှထိုင်းနိုင်ငံတွင်းမှာစတင်ခဲ့တဲ့လူဖမ်းပွဲတွေရဲ့မူလဇင်းမြစ်ကတော့ပိုင်ဆိုတဲ့မြို့လေးကနေစတင်ခဲ့တာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့တရားမဝင်ဝင်ရောက်လာတဲ့မြန်မာတွေများပြားလာတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်တကယ်တော့တရားမဝင်ဝင်ရောက်လာတဲ့မြန်မာတွေအများစုဖမ်းဆီးခံနေရတာပါခုနောက်ပိုင်းမြန်မာနိုင်ငံတွင်းမှာနေထိုင်မှုအဆင်မပြေဖြစ်လာတဲ့အခါမှာနီးစပ်ဆုံးအိမ်နဲ့တူတာဆိုလို့ထိုင်းနိုင်ငံပဲချီတော့ထိုင်းနိုင်ငံတွင်းကိုလုံရင်းနဲ့ဝင်ရောက်လာကြတာဖြစ်ပါတယ်ဒါပေမဲ့တရားဝင်လမ်းကြောင်းကနေမဟုတ်ဘဲနဲ့နေဆက်တွေကနေဖြတ်ကျော်ဝင်ရောက်လာတဲ့အခါမှာတော့လန်တဝက်မှာပဲလုံရင်းနဲ့ဖမ်းဆီးမိတာတွေဖြစ်လာတာပါတချို့နေရာတွေမှာဆိုရာနဲ့ရှိပြီးတော့ကိုဖမ်းဆီးမိတာတွေဖြစ်ခဲ့တာပါတချို့နေရာတွေမှာဆိုလို့ရှိရင်တော့အသက်သေဆုံးသည့်အထိလည်းဖြစ်ခဲ့ကြတာတွေတွေးခဲ့ရပါတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်အက်ဆီဒန့်တွေဖြစ်တဲ့အခါမှာထိုင်းရင်မောင်းတွေကနေပြီးတော့မှအက်ဆီဒန့်ဖြစ်တဲ့လူတွေကိုထားခဲ့ပြီးထွက်ပြေးတဲ့အထိတွေလည်းဖြစ်ခဲ့ကြတာဖြစ်ပါတယ်ဖမ်းဆီးခံခဲ့ရတဲ့မြန်မာ9000ဝန်းကျင်နဲ့မှာတရားမဝင်ရောက်လာရတဲ့မြန်မာတွေအများကြီးပါဝင်နေခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကတော့အတိုင်ခံရလို့ဖမ်းဆီးခံရတာတွေလည်းအများကြီးဖြစ်ပေါ်နေတာဖြစ်ပါတယ်ခက်စစ်စစ်ဖမ်းခံခဲ့ရတဲ့အကြောင်းအရာတွေထဲမှာအဓိကကတော့အတိုင်ခံရတဲ့အကြောင်းအရာတွေကြောင့်လည်းပါပါတယ်ခုနောက်ပိုင်းမှာသတင်းတွေကိုသတိထားကြည့်မိမယ်ဆိုလို့ရှိရင်တိုင်တဲ့အတွက်ကြောင့်ဖမ်းခံရတာတွေများပါတယ်ဟိုတလောကတပတ်တန်ပေါင်းများစွာရင်းနှီးလုပ်ကိုင်နေတဲ့ online shopping တခုဝင်ဖမ်းတော့ဆိုလို့ရှိရင်တတိတန် private ရက်ကွက်မှာတူတူသိသိလုပ်ကိုင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာသိရပါတယ်ဒါပေမဲ့လည်းသတင်းပေးတိုင်ကြားတာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖမ်းခံရပြီးတော့ဘဏ်ငွေတန်ပေါင်းများစွာတန်တဲ့ကုန်ပစ္စည်းတွေနဲ့ပိုင်ဆိုင်မှုတွေပါသိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်တချို့နေရာတွေမှာညဘက်ကျေလောင်စွာအော်ဟစ်တောက်စားနေလို့ online မှာဈေးရောက်နေလို့မြန်မာတွေစုလိုက်နေထိုင်နေတာတွေ့လို့စတဲ့တိုင်ကြားမှုတွေကြောင့်ဖမ်းခံနေရတာတွေဖြစ်ပေါ်လာတာလည်းတွေ့ရပါတယ်မြန်မာကုံစုံဆိုင်ဝန်ဖမ်းတော့ကလည်းတိုင်ကြားတာကိုလက်ခံရရှိတဲ့အတွက်ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်တွေမှာတွေ့ရတာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ရာဇဝတ်မှုတွေကျူးလွန်တာများပြားလာတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ဒါကတော့ခုနောက်ပိုင်းခက်စစ်စစ်ဖြစ်ပေါ်လာတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်အရေးအတွက်မများပြီမဲ့ရာဇဝတ်မှုတွေကပြစ်မှုတွေထဲမှာအန္တရာယ်ရှိဆုံးပြစ်မှုတွေလည်းဖြစ်ပါတယ်
ဟိုတလောက KTV မှာလှုပ်တဲ့မြန်မာကောင်လေးကဖောက်တဲ့အမျိုးသမီးနဲ့အောက်ကောလိုက်သွားပြီးတော့၎င်းအမျိုးသမီးကိုတတ်မှုဖြစ်ခြင်းကလည်းထင်ထင်ရှားရှားဖြစ်လာခဲ့တာပါချင်းမိုင်မှာမြန်မာကျောင်းသားတဦးကတခြားကျောင်းသားတဦးကိုဝင်ရောက်ရိုက်နှက်တဲ့အမှုမျိုးလိုမျိုးအမှုတွေလည်းဖြစ်ပေါ်နေပါတယ်မြန်မာရှင်းရှင်းတတ်တဲ့အမှုမျိုးတွေဒါမျိုးတွေကအင်ရှင်နိုင်ငံသားတွေကိုလည်းထိလှမ်းမှုတွေဖြစ်ပေါ်စေပြီးတော့မြန်မာနိုင်ငံသားတွေအတွက်လည်းပုံမှုဖိနှိပ်ခံရမှုတွေဖြစ်ပေါ်စေနိုင်တာတွေဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဥပဒေတွေကိုလေးစားလိုက်နာမှုမရှိကြလို့လည်းဖြစ်ပါတယ်။ရာဇဝတ်မှုတွေမဟုတ်ပေမဲ့လည်းတပ်ဆိုင်ရာနိုင်ငံတွေရဲ့ဥပဒေတွေကိုလေးစားလိုက်နာမှုမရှိတာတွေကြောင့်လည်းများစွာဖမ်းဆီးခံနေရတာပါ။လောက်ကန်ခွင့်မရှိတဲ့လုပ်တွေကိုလောက်ကင်တာတွေဗီဇာကျွန်းလို့နေထိုင်တာတွေအလုပ်လောက်ကန်ခွင့်မပြုထားတဲ့ဗီဇာတွေနဲ့အလုပ်လောက်ကင်တာတွေဒါတွေကအခြေခံကြတဲ့ချက်တွေပဲဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ဒေသခံတွေကိုနှောက်ယှက်ဖြစ်စေတာဖြစ်ပါတယ်။မြန်မာတွေနေထိုင်မတက်တာကလည်းဖမ်းဆီးခံရမှုတွေကအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ထိုင်းတွေကိုမြန်မာတွေအကြောင်းအင်တာဗျူးတစ်ခုတည်းမှာနားထောင်လိုက်ရတာလေးတစ်ခုရှိပါတယ်။မြန်မာတွေကမလိုအပ်ပဲစကားကြေကြီးတွေပြောလိမ့်ရှိတယ်ဆိုတာမျိုးပါအများစုထိုင်းတွေကတိတ်ဆိတ်တာကိုကြိုက်ကြပါတယ်ကျွန်တော်မြင်ရသလောက်တော့အိမ်မှာလှုပ်တဲ့တာမန်ပါတီတွေမှာဆိုစူညံနန်အောင်တိတ်မကြရပါဘူးစူညံညံတွေကိုသူတို့သတ်မှတ်ထားတဲ့နေရာတွေမှာပဲလှုပ်ကြပါတယ်မြန်မာတွေကတော့စန့်ကျင်ဘက်ပါကိုခန်းနဲ့ကိုနေနောက်ဘောက်တန်ကြီးနဲ့တရှင်းကိုကြေကြီးဖွင့်ကြတာပါစိတ်ပိုင်ကာလာအိုကေလေးတောင်ကောက်ဆူလိုက်ပါသေးတယ်ထိုင်းမှာဆလိတောက်တာကိုခွင့်ပြုထားပြီးမှလည်းတင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်ဆလိကိုလွယ်လင်းတကူဝယ်လို့မရပါဘူးထိုင်းမှာရက်ဘီယာကိုလွယ်လင်းတကူဝယ်လို့ရပြီမဲ့ဆလိကိုတော့လွယ်လင်းတကူဝယ်လို့ရတာလည်းမဟုတ်ပါဘူးတမတ်နေရတယ်မှာမဟုတ်လို့ရှိရင်ဆလိတောက်တာကလည်းသူတို့နှောက်ချက်တွေဖြစ်စေပါတယ်ဒါအခြေခံချက်လောက်တွေကိုပဲကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့တမိုင်းကြောင်းနဲ့ရှိတဲ့လူမျိုးရေးအမုန်းပွားမှုတွေကြောင့်လည်းဖြစ်ပါတယ်ဒါကတော့စိတ်ခံစားချက်မဟုတ်ပေမဲ့အမှန်တရားတစ်ခုဖြစ်နေလို့ကျွန်တော်ထပ်တွင်ဖော်ပြပေးတာဖြစ်ပါတယ်ထင်ထင်ရှားရှားအနေနဲ့ပြောရရင်မြန်မာတွေကိုပြစ်မှတ်ထားဖန်ဆီးပေးနေတဲ့ထိုင်းမျိုးရှိအဖွဲ့ကတက်တည်ပဲဖြစ်ပါတယ်ထိုင်းကိုတရားမဝင်ဝင်ရောက်လာတဲ့သူတွေထဲမှာမြန်မာတွေပြင်ကမ္ဘောဒီးယားလာအိုဗီယက်နမ်တရုတ်အိန္ဒိယစတာတွေပြင်နိုင်ငံခြားသားတော်တော်များများပါပါတယ်ဒါပေမဲ့ဒီထိုင်းမျိုးရှိအဖွဲ့ကတော့မြန်မာကိုတတိတတန့်တဲတဲမဲမဲနာမည်တက်ပြီးညာရှိပြီးဖန်ဆီးနေတာဖြစ်ပါတယ်ဒါကတော့တမိုင်းနဲ့ရှိပြီးခေတ်ဆက်ဆက်ကရှိခဲ့တဲ့နှစ်ပေါင်းများစွာကလူမျိုးရေးအမုန်းတရားတွေကြောင့်ဆိုတာညင်းလို့ရမယ်မထင်ပါဘူးဒါပေမဲ့လည်းအချက်လက်တွေရပြောရမယ်ဆိုလို့ရှိရင်တော့ဒါတွေအားလုံးကဥပဒေကြောင့်လည်းမညီလို့ဖမ်းခံရတယ်လို့ပဲသတ်မှတ်လို့ရပါတယ်ဒါတွေကတော့ကျွန်တော်လေ့လာသိရှိထားတဲ့လောက်လေးကိုကျွန်တော်သုံးသပ်ပြတာပဲဖြစ်ပါတယ်ဒီထက်ပိုတဲ့အကြောင်းအရာတွေလည်းရှိမှဖြစ်ပေမဲ့ကျွန်တော်သုံးသပ်နိုင်တဲ့လောက်လေးကိုကျွန်တော်သုံးသပ်ပေးတာဖြစ်ပါတယ်ခင်ဗျာထိုင်းမှာမြန်မာတွေဘာကြောင့်ဖမ်းဆီးနေရလဲဆိုတဲ့အကြောင်းအရာကိုသိပြီဆိုလို့ရှိရင်တော့ဖမ်းဆီးမခံရအောင်ဘယ်လိုနေထိုင်ရမယ်ဆိုတာလေးတွေကိုလည်းစဉ်းစားတွေးခေါ်ပြီးတော့မှနေထိုင်စေချင်ပါတယ်ခင်ဗျာအားလုံးပဲစင်ပြေချုံးမိကြပါစေခင်ဗျာ